sociopathic ဇာတ်လက္ခဏာရှိတဲ့လူတစ်ယောက်နဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့အခါဘလို့ကင်တွယ်ရမလဲဆိုတဲ့အချက်ဆက်ချက်ကိုပြပြပေးပါမယ်ရှင်။နံပါတ်1တစ်ချက်ကကိုရင်ဆိုင်ရတဲ့လူရဲ့အချင်းစရိုက်ကိုမှန်မှန်ကန်ကန်နားလေပါကိုကောင်းပေးတိုင်းသူပြန်ကောင်းမယ်လို့မမျှော်လင့်ပါနဲ့နံပါတ်2အချက်ကသူ့ကိုအနိုင်ယူဖို့ထက်ကိုရဲ့တကယ်ရည်ရွယ်ချက်ကိုလုံခြုံရေးနဲ့စိတ်ငြိမ်းချမ်းမှုကိုအာရုံစိုက်ပါနံပါတ်3ကသူကစားခြင်းတဲ့ဂိမ်းတွေကိုမဝင်ပါနဲ့သူ့ဘက်ကကိုစိတ်တူလာအောင်စိတ်ရှုပ်လာအောင်လုပ်တဲ့အခါကျရင်မလိုအပ်တဲ့တိုက်ပွဲတွေကိုမဝင်လိုက်ပါနဲ့နံပါတ်4အချက်ကသူ့အကြောင်းအမြဲမစင်စားဘဲနဲ့ကိုဘဝနဲ့ကိုရည်မှန်းချက်ကိုပြန်အာရုံစိုက်ပါနံပါတ်5ကသူ့လိုချင်တဲ့ emotional response ကိုမပေးလိုက်ပါနဲ့နံပါတ်6ကတော့တယောက်တည်းမရင်ဆိုင်မဲနဲ့ယုံကြည်ရတဲ့သူတွေစီကိုရင်ဖွင့်ပါအကူအညီရယူပါနံပါတ်9ကတော့ဒီပြဿနာတစ်ခုကကိုဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာကိုသတိရပါနံပါတ်10ကတော့မဖြစ်သေးတဲ့အရာတွေကိုကြိုတွေးပြီးတော့ကိုမချောက်လက်ပါနဲ့နံပါတ်9ကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်ပါနောက်ဆုံးနံပါတ်10ကတော့အကြမ်းဖက်မှုဒါမှမဟုတ်ချိန်ချောက်မှုတွေရှိလာရင်ကိုယ့်ရဲ့လုံခြုံရေးကိုအရင်ဆုံးဦးစားပေးပါလို့ပြောချင်ပါတယ်ရှင်